နင်မဲခတ်နိုင်မလားငါပဲမှတ်နိုင်မလားဆိုပြီးတော့မှတ်လာလိုက်တာဒီနေ့ဆိုရင်အနှိမ့်တန် B ရဲ့နောက်ဆုံးစီးမြင်လေးကိုရောက်ရှိလာပါပြီဒီနေ့ကတော့အနှိမ့်တန် B ရဲ့တန်တိုတရရဲ့အသက်တေတွေရဲ့ပေါင်းပြီးတော့အတန်ထွက်မှာပါသူ့မှာလည်းစင်းဆာမန်မစ်ထုံမိုင်းအိတ်လိုထုံနဲ့မိုက်တတဝါ rising tone မရှိပါဘူးမိုင်းထိုးကနေစရှိမယ်တင်ကေတကျတော့မိုင်းအိတ်နဲ့ရေးရမယ်ရောအကောရက်မိုင်းအိတ်ရက်လို့ထွက်ပါတယ်သူ့ကိုလည်းလိုထုံနဲ့ထွက်လို့ရပါသေးတယ်ရက်ဆိုတဲ့အတန်လည်းထွက်လို့ရပါတယ်နောက်တစ်ခုကမိတ်တရီအတန်နဲ့ထွက်မယ်ပါတင်ကေတမှထည့်ရေးစရာမလိုပါဘူးရောအကောရက်ဒီတမ်းမှာဒီနှစ်ခုပဲရှိပါတယ်ဒါဆိုရင်သူနဲ့သက်ဆိုင်တဲ့စကားလုံးလေးတွေကြည့်ရအောင်ပထမဆုံးမိုက်ထိုအတန်နဲ့ဖတ်ပြီးမိုက်အိတ်တင်ကေတရေးရတဲ့ဟာလေးဖတ်ပါမယ်လောကောလက်မိုက်အိတ်လက်လောအကောလက်မိုက်အိတ်လက်လက်ပုံမှန်မဟုတ်တာပါသူ့ဥပမာကတော့နေပါတယ်မိုက်3အတန်နဲ့ဖတ်မယ်ဘာတင်ကေတမှထည့်ရစရာမလိုပါဘူးဝေါ်အဒေါ်ဝတ်ဖျားကြောင်ရောအကောရက်ချစ်တယ်ခေါ်ဤဒေါ်ခိတ်စဉ်းစားတယ်ရောအိုထောရတ်ကရင်ပေါ့နော်ရောအိုထောရတ်အရသာမောအိုဒေါ်မတ်ပယစေရောအဘောရပ်လက်ခံတယ်နော်အိုကောနုတ်ငက်โอเคနေ့ချုပ်ကြရင်ပြန်တွေ့မယ်ဘိုင်ဘိုင်